ညိုတဲ့နေရာမှာအန်တဲ့တကောင်တောင်းကျနေတဲ့အတွက်ပုတ်ကုမ္ပဏီက Ace King ကိုလွှတ်လိုက်ပါတယ်။သူတို့တွေရောက်လာပြီးမှပုံစံမပြောင်းရသေးပဲလက်ကြီးသက်သက်နဲ့ပဲတိုက်ခိုက်နေရပါတယ်။ကုမ္ပဏီထဲမှာလူတစ်ယောက်ကအပြေးအလွှားနဲ့တခန်းဝင်တခန်းထွက်ပြီးအစီရင်စာကိုလိုက်ပြနေရပါတယ်။နောက်ဆုံးမှာတော့ဥက္ကဋ္ဌဖြစ်သူကအတီးပြုတ်လိုက်တဲ့အတွက်ခါစုမှလည်းကာမရိုက်တာ blade ပုံစံပြောင်းပြီးသူ့ရှိကအန်တဲ့တကောင်ကိုဓာတ်နဲ့ခုတ်လိုက်ပါတယ်။ပြီးရနဲ့ kick Thunder ဆိုတဲ့ကတ်နှစ်ခုကိုထုတ်သုံးပြီး lightning blaster သူ့မှာလည်းအန်တဲ့ပေါ်တဲ့နေရာကိုဆိုင်ငယ်နဲ့ထွက်သွားပါတယ်။စကူယာကကြိုရောက်နေတဲ့အတွက်အန်တဲ့တကောင်နဲ့တိုက်ခိုက်နေပြီပဲဖြစ်ပါတယ်။သူ့ရဲ့ဘူးလက်ကက်ကိုထုတ်သုံးပြီး Rouser Holster Gun နဲ့ပစ်လိုက်တဲ့အတွက်မှောက်သွားပါတယ်။ခံပြောင်းသွားတဲ့အတွက်ကြောင်အန်းတွေဖြစ်သွားပြီးငေးကြည့်နေရပါတယ်။ငေးကြည့်နေတဲ့နှကောင်ကိုတကွက်ပြမယ်ဆိုပြီး striker ဘက်ကိုထုတ်သုံးပြလိုက်ပါတယ်။ပြီးရနဲ့သူတို့ရှိကအန်တဲ့တကောင်ကို striker ဘက်နဲ့ပဲအဆုံးသတ်ပေးလိုက်ပါတယ်။မတည်သေးတဲ့အန်တဲ့တကောင်လည်းအချင်းချင်းမှန်တာနဲ့ထွက်ပြေးသွားပါတယ်။ခါစုမနဲ့စကူယာလည်းဘဲအကောင်လေးလို့မေးလိုက်တဲ့အတွက်အဘလေးလူပုံစံပြောင်းပြီးမင်းတို့ကုမ္ပဏီမှာ smoke ဝင်လုံးနေရကောင်ဆိုပြီးပြလိုက်ပါတယ်။ကြောင်စကူယာလည်းအဘကိုဥက္ကဋ္ဌကြီးသွားပြီးအဆင့်တိုးပေးဖို့ပြောပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။အဘလည်းအဆင့်နှိမ့်ဆုံးကောင်ဆိုပြီးပြောခံလိုက်ရတဲ့အတွက်မချေမငံနဲ့အိမ်ပြန်သွားပါတယ်။အိမ်ထဲမှာနာဆူမီရဲ့အဖိုးကခီးဘလာကိုနှကန်းညီဆိုးပေးနေပါတယ်။အဲ့အချိန်အဘကသူတို့နှစ်ယောက်ကိုကြည့်ပြီး cringe တယ်လို့ပြောလိုက်ပါတယ်။ပြီးရနာဆူမီရဲ့အဖိုးကအကျွေးကသူ့အတွက်အဆင်ပြေပေမဲ့သူ့မိမလေးနာဆူမီအဆူခံမှကြောက်တဲ့အတွက်အတင်းလိုက်တောင်းပါတယ်။အဲ့အချိန်မမလေး၃ယောက်ရောက်လာပြီးအလုပ်လုပ်ဖို့အဘကိုလာခေါ်ပါတယ်။အဘမီလည်းသူတို့ရဲ့ကုမ္ပဏီကနိုင်ငံကိုကာကွယ်ပေးတဲ့အတွက်နိုင်ငံတော်ကသူတို့ရဲ့ဝေယဝိဆက်ကိစ္စအဖျက်ကိုဘတ်ဂျက်ပေးထားတဲ့အကြောင်းရှင်းပြပေးလိုက်ပါတယ်။ဒီမှာရှိတဲ့ rider တွေကလည်းသူ့ရဲ့အလုပ်သမားတွေဖြစ်ပြီးဒီကမ္ဘာမှာရှိတဲ့ rider system တွေကိုသူပိုင်နေဆိုပြီးကြွားလုံးထုတ်နေပါတယ်။အဲ့အချိန်အဘတို့ရောက်လာပြီးဆွမ်းနာကတော့အဆင့်7ဖြစ်တဲ့ K-Red နေရာကိုပြောင်းလိုက်တဲ့အတွက်ခါစုမတဲ့ယာတုကြီးသွားပါတယ်။ဟိုင်းငံထားတဲ့အကြောင်းတခါလေးပြောလိုက်ပါတယ်။အဘရဲ့လက်အောက်မှာအလုပ်လုပ်ရတဲ့ခါစုမလည်းအရင်ဆုံးသူ့ကိုမိဖို့ကြောင့်ထဲမှာတောက်တူမဲအလုပ်တွေစလုပ်ခိုင်းပါတယ်။အရင်ဆုံးသူ့ကိုပကံစစိတ်ခိုင်းပါတယ်။ဒါပေမဲ့ပြတာလုံနေတဲ့အတွက်ပကံနေကြွေးကုန်ပါတယ်။အဲ့အကြောင်းဟင်းအိုးတွေကိုတွားကြည့်ခိုင်းပါတယ်။သူကလည်းသူ့ကိုကြက်သွန်နေခေါ်ခိုင်းပါတယ်။မျက်ရည်တရွနဲ့လုံနေတဲ့ခါစုမကိုတနာသွားပြီးနောက်ကြက်သွန်နေချင်းကိုပါထည့်ပေးလိုက်ပါတယ်။သူ့တငယ်ချင်းတွေရောက်လာပြီးလုံးမထွက်သေးဘူးလားလို့လာပြောနေတဲ့အတွက်အတင်းသွားတဲ့ခါစုမလည်းအလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကြောင့်ကယ်တင်ရှင်တွေ Yusuke ကပြောင်းပြပေးလိုက်တဲ့အတွက်ခါစုမလည်းအလုပ်လုပ်ဖို့ပြန်ရွေးချယ်လိုက်ပါတယ်။အဲ့ဒါကြောင့်စုကသာကသူ့ကိုနောက်လုပ်တစ်ခုဖြစ်တဲ့စပွဲတို့အလုပ်ကိုခိုင်းလိုက်ပါတယ်။အဲ့အလုပ်မှာလည်းပြတာတွေလုံနေတဲ့အတွက်ချေချော်ပြီးသူ့တငယ်ချင်းတွေပေါ်ပါလာတဲ့ဟင်းတွေကမှောက်သွားပါတယ်။အဲ့ဒါကြောင့်ဥက္ကဋ္ဌနဲ့အတိုင်ပြောခံလိုက်ရတဲ့အတွက်ရုံးခန်းထဲကိုရောက်သွားပါတယ်။အဲ့လိုတည်းအဲ့ချိန်အရင်ကဘာကမတည်သေးတဲ့ဒုအိတ်ရာကျိုးပေါ်လာပြီး rider နဲ့အတက်ပူပေါင်းရင်ဒီလောကကြီးကိုကြီးစိုးနိုင်တယ်ဆိုပြီးတွေးထိုးပေးလိုက်ပါတယ်။ထွက်ပြေးနေတဲ့ခါစုမနောက်ကိုဘာကလိုက်လာပြီးဥက္ကဋ္ဌကိုပြန်သွားတောင်းပန်မှုပြောလိုက်ပါတယ်။အဲ့ဒီအဆင့်ရှိတဲ့သူရဲ့စကားကိုနားမထောင်နေရာမှာတင်ရှင်းပြလို့ရတယ်ဆိုပြီးပါပြောလိုက်ပါတယ်။စကားနားမထောင်ရင်ခါစုမလည်းသူ့ရှိကအန်နက်ကိုတက်ပြီး Ace ညာကိုပြန်ပြမယ်ဆိုပြီး Kamen Blade ပုံစံကိုပြောင်းလိုက်ပါတယ်။အဲ့ဒါကြောင့်ဟိုနှစ်ကောင်လည်း Kamen Garen နဲ့ Kamen Lincoln ပုံစံပြောင်းပြီး Blade ကိုတိုက်ခိုက်ပါတယ်။တပြိုင်မတည်သေးတဲ့အန်နက်တကောင်လေးခုံဝင်လာပြီး DK ကိုလာတိုက်ခိုက်ပါတယ်။နှစ်ယောက်တယောက်မချချင်တဲ့ DK လေး final အထက်နဲ့သူ့ရှိကတကောင်ကိုဆုံးသက်ပေးလိုက်ပါတယ်။အဲ့ချိန်ပောက်ကွဲတန်နေတဲ့သူ Kamen Chilix ပေါ်လာပြီးသူ့ရှိက DK ကိုစတိုက်ပါတယ်။ငေးကြည့်နေတဲ့တကောင်အန်တက်တကောင်ကနောက်ဘက်ကနေတိုက်ခိုက်လိုက်ပါတယ်။အပားနဲ့ချနေတဲ့ Chilix ကို Muski ကမှန်နဲ့သွားတိုက်ခိုက်လိုက်တဲ့အတွက်သူ့ကိုပြန်တိုက်ခိုက်လိုက်ပါတယ်။ပြီးရတဲ့ Bion Cat ကိုတုံးပြီးຫນွေကျိုးနဲ့လှမ်းဆွဲပြီးမှလူလေကြတဲ့ Muski လေး Sakura ကိုနေရာပြောင်းလိုက်ပါတယ်။ပါလာတဲ့ကောင်ကိုကပတ်ဆွဲချိုးလိုက်ပါတယ်။အလစ်ဝင်တိုက်ချင်တဲ့ Muski ကို Chilix ကသူ့အကွက်ကိုတီးရတဲ့ back kick နဲ့ကန်လိုက်ပါတယ်။အဲ့အချိန်ဂီတာနဲ့ Hibiki ကပါ Kamen Totoroki ပေါ်လာပြီးလာရောက်ဖျော်ဖြေပါတယ်။ပြီးရတဲ့ဂီတာကိုမြေကြီးပေါ်စိုက်လိုက်တဲ့အတွက်ပောက်ကွဲသွားပါတယ်။အဲ့မှာရှိတဲ့ rider တွေလည်းအကုန်လွှတ်ထွက်ကုန်ပါတယ်။အဲ့အချိန်အဝေးတနေရာကနေလူတယောက်ကလာကြည့်ပြီးပြန်လှည့်ထွက်သွားပါတယ်။အားလုံးလည်းကုမ္ပဏီကိုပြန်သွားတဲ့အချိန်အဘကိုအရင်ဆုံးဘောနဲ့ပေးပါတယ်။ဆွမ်းနာကတိုက်ပွဲမှာ Sakura ကကပတ်ချုပ်ခံလိုက်ရတဲ့အတွက်အဆင့်3နေရာကိုရာထူးချလိုက်ပါတယ်။ပြီးရတဲ့ Muski ကို Ace နေရာတင်ပေးလိုက်ပါတယ်။ခါစုမကို officially အလုပ်ထုတ်လိုက်ပါတယ်။စိတ်ပြတ်သွားတဲ့ခါစုမလည်းသူ့အထုတ်ပိုးတွေကိုတွားပြစ်နေတဲ့အချိန်အဘကဝင်လာပြီးသူ့အိုင်နီကတ်ကို0ဆိုပြီးရေးလိုက်ပါတယ်။လောလောလတ်လတ်အလုပ်ထုတ်ခံထားရတဲ့ခါစုမလည်းသူ့ကိုရန်လာစနေရဘကိုကြီးမရပြီးပြေးထိုးဖို့လုံးမဲ့ချိန်မြစ်တာရှင် Yusuke ကဝင်တားပါတယ်။စုကသာဒီလိုရေးတာ0ကနေပြန်စူးစမ်းခိုင်းတာပါဆိုပြီးရွှေချောင်လုပ်လိုက်ပါတယ်။တကယ်တော့စုကသာ0ကနေပြန်စခိုင်းတာမျိုးပဲသူ့ကိုလောင်ကြီးလို့ရေးခဲ့တာဟိုကတကယ်ကြီးထင်သွားပါတယ်။ပြီးရနေအိမ်ပြန်သွားပြီးနာဆူမီရဲ့အဖိုးကိုရလာတဲ့ bonus နဲ့သူ့ကင်မရာဘိုးကိုငွေပေးချေပါတယ်။ပတ်စံကနေတဲ့အတွက်ကြောင့်မရတော့တဲ့ဆိုင်အဆင်ပြေတယ်ဆိုပြီးရေရွတ်နေတဲ့ချိန်သူမိမလေးနာဆူမီကလက်မခံဖို့ပြောလိုက်ပါတယ်။အဲ့ဒါဆိုသူလုံးနေတဲ့ညမှာဝင်ပို့ပြီးသူ့ရဲ့မဟာရီမန်းချက်ပလန်ကို spot ပေးဖို့ပြောလိုက်ပါတယ်။တကယ်တော့အပားရဲ့မဟာရီမန်းချက်ဆိုတာဟင်းလျာတွေကို VIP လို့ချက်ခိုင်းပြီး Ace Rank ကလူတွေစားတယ်လို့တာမန်လူတွေစားနိုင်အောင် marketing ဆင်းခိုင်းပါတယ်။ပြီးရတဲ့နာဆူမီကိုမြေဝစ်စုံဝစ်ခိုင်းပြီး Yusuke ကိုတော့မြန်မာပြည်သိန်းတဲ့ဝစ်စုံဝစ်ခိုင်းကဝင်ပေါက်ညမှာအဲ့ကြိုလုပ်ခိုင်းပါတယ်။အဖိုးကြီးတွေလည်းနာဆူမီကိုအရန်လှနေတဲ့အတွက်တပ်ပုံအတူရိုက်ဖို့ခေါ်ပါတယ်။မိဖို့ကြောင့်လည်းလက်ကြောတင်းကြောင်းနဲ့ခါစုမနဲ့အလုပ်ကိုတီးတီးချာချာကျူးကျူးစွာလုပ်ကိုင်နေပါတယ်။အဲ့ချိန်အေးအဆင်းရောက်နေဘိုးရဲ့မြင့်နေတဲ့ Muski ရောက်လာပြီးခါစုမကိုမတူတယ်လို့မတန်တယ်လို့လာဆက်ဆံပါတယ်။ခါစုမလည်းအရင်လိုစိတ်ရှိတိုင်းမထွက်သွားတော့ပဲကျိတ်မိတ်တီးခန့်ကမိမစိတ်ကြီးနဲ့မျက်နှာချုံသွားပါတယ်။အဘလည်းရောက်လာပြီးဒီကိုဘာလာလုပ်တာလဲလို့မေးလိုက်တဲ့အတွက်သူတို့လည်း rider system သုံးလို့ရတဲ့အကြောင်းခါစုမကိုလာကြွားတာပဲဖြစ်ပါတယ်။အဲ့ဒါဆိုကိုလို့ကိုလို့လေဆိုပြီးပြောလိုက်တဲ့အတွက်ဟိုနှစ်ကောင်လည်းထွက်သွားပါတယ်။အဘကိုကျေးဇူးတင်တဲ့အနေနဲ့ခါစုမလည်းအင်္ဂလိပ်လို cheese နဲ့ chief ကိုမှားခေါ်တဲ့အတွက်အဘလည်း chief ဆိုပြီးအမှန်ပြင်ပေးလိုက်ပါတယ်။ဟိုနှစ်ကောင်လည်းပင်လယ်နားတစ်ခုမှာအန်တဲ့တကောင်ကိုချာနေတဲ့အချိန် Kamen Rider Chilix ပေါ်လာပါတယ်။ Muski လည်းပုံစံပြောင်းပြီး Kamen Rider Chilix ကိုတိုက်ခိုက်ပါတယ်။
ကပတ်ကိုဆွဲချွတ်လိုက်တဲ့အတွက်မတော်တဆချစ်လေးရဲ့ကပတ်ကိုခုံးမိတယ်လို့ဖြစ်သွားတဲ့အတွက်လူပုံစံပြောင်းသွားပါတယ်။အဲ့မှာတစ်ချိန်လုံးသူတို့ကိုတိုက်ခတ်နေတဲ့ခမ်လိုက်တာချစ်လေးဆိုတာသူတို့ရဲ့ဥက္ကရာဟာဂျီမီမန်တိသွားပါတယ်။ဟာဂျီမီလည်းသူ့ရဲ့ကပတ်ကိုပြန်ကောက်ယူပြီးချစ်လေးပုံစံပြောင်းကနှကောင်လုံးကိုမေ့အောင်လုပ်လိုက်ပါတယ်။အဘရဲ့မဟာရီမဲချက်ပလန်မှာပတ်စံတွေအများကြီးရခဲ့ပြီးပတ်စံမကင်ဘူးတဲ့နာဆုမီတဲ့တရွက်လောက်ဆိုင်းကန်ကြီးလက်လက်ချင်းအဘကသူ့ဘက်အကုန်သိမ်းကျုံယူသွားပါတယ်။အဲ့ချိန်ပညာရေးတစ်ခုမှာမူစကီနဲ့ဆာကူရာကအလုတ်ထပ်သွားတယ်ဆိုပြီးစီရင်ချက်တင်လိုက်ပါတယ်။ခါစုမှလည်းသွေးရိုးသားရိုးမဟုတ်ဘူးဆိုတာသိလိုက်တဲ့အတွက်ဥက္ကရာရဲ့ခံအောင်လိုက်ပြီးတကားတွေကလော့ချထားပါတယ်။အဲ့ချိန်ယူစကယ်ရောက်လာပြီးဥက္ကရာတခွဲကန်းလေးသွားနေရဆိုပြီးလာပြောတဲ့အတွက်ဆိုင်ကန်နဲ့အဲ့နေရာကိုထွက်သွားပါတယ်။တစ်ဖက်မှာဟာဂျီမီကတူအိတ်တာကျိုးကိုဆွမ်းနာကရလာတဲ့ခမ်လိုက်တာလင်ငယ်ကပတ်ကိုလာပေးပါတယ်။ကပတ်၃ခုစုံသွားတဲ့အတွက်ဂျိုကာကတ်ကိုအသက်သွင်းနိုင်ခဲ့ပါတယ်။အဲ့ချိန်ခါစုမတို့လည်းရောက်လာပြီးလာတားပြီးမယ်နောက်ကျသွားခဲ့ပြီပဲဖြစ်ပါတယ်။ခါစုမဟာဂျီမီကအပြင်ခေါ်ထုတ်သွားပြီးဒီလိုလုပ်ရတဲ့အကြောင်းရင်းကိုရှင်းပြပါတယ်။အန်တက်ဒေတာမရှိနိုင်ငံတော်ကဘာထောက်ပံ့ကြေးမှပေးမှာမဟုတ်တဲ့အတွက်ဒီလိုတွေလုပ်ရတာဆိုပြီးပြောလိုက်ပါတယ်။ပြီးရတဲ့ခမ်လိုက်တာချီလစ်ပုံစံပြောင်းပြီးဂျိုကာကတ်ကိုသုံးကခါစုမကိုတိုက်ခိုက်ပါတယ်။အဲ့ဒီချိန်ခမ်လိုက်တာယူကီပုံစံနဲ့အဘကထွက်လာပြီးခါစုမရဲ့ကပတ်ကိုပြန်လာပေးပါတယ်။အပေါ်ကနေအန်တက်တကောင်ဆင်းလာပြီးအဘကိုလာတိုက်ခိုက်တဲ့အတွက်မှန်နဲ့ပြန်ဝင်ပြန်ထွက်လုပ်ပြီးပြန်တိုက်ခိုက်ပါတယ်။ခါစုမလည်းပုံစံပြောင်းတော့မဲ့ချိန်ဂျိုကာအန်တက်ကတိုက်ခိုက်လိုက်တဲ့အတွက်မှောက်သွားတဲ့ချိန်အစင်းရောင် energy နဲ့ပြစ်လိုက်တဲ့အတွက်အဘကပဲသူ့ဥစားဝင်ခံပေးလိုက်ပါတယ်။ပြီးရတဲ့တယောက်လေးဖြစ်နေတဲ့ခါစုမကိုလေပင်းညစ်နေတဲ့အချိန်အဘလေးပြန်ထလာပြီးသူ့ကိုကပတ်ပြန်ပေးကခမ်လိုက်တာပုံစံပြောင်းလိုက်ပြီးတိုက်ပေါ်မှာတယောက်ချင်းစီချနေကြပါတယ်။အန်တက်နကောင်လေးတိုက်ပေါ်ကနေဆင်းပြေးသွားတဲ့အချိန်နောက်ကလိုက်လာတဲ့အဘတို့လည်းဒီတစ်ခါမှာတော့ကတ်တွေကအော်တိုထွက်မလာပဲအယောင်ပြန်ရလာတဲ့ခမ်လိုက်တာ blaze cut တစ်ခုကိုထုတ်သုံးလိုက်ပြီးသူ့ရှိကခါစုမကိုဓာတ်ပုံစံပြောင်းလိုက်ပါတယ်။နှစ်ယောက်စလုံးကိုဓာတ်နဲ့ပန်းလိုက်တဲ့အတွက်မှောက်သွားပြီးအဲ့ချိန်ကြောင့်မှပဲ fine နဲ့အထက်နဲ့နှစ်ကောင်လုံးကိုအနှိမ့်ချပို့ပေးလိုက်ပါတယ်။အဘလေးကိစ္စပြီးလို့အိမ်ပြန်တော့မဲ့ချိန်လက်အိတ်မိတ်ကြံခဲ့တာကြောင့်ခါစုမကလာပေးပါတယ်။ပြီးရတဲ့ဆိုင်ငယ်နဲ့ပြန်သွားတော့အနောက်ကမမလေး၃ယောက်ကမပြန်ဖို့လိုက်တာပါတယ်။နာဆုမီနဲ့သူ့ကိုဘိုးကလေဒီပေါ်မှာရိုက်ထားတဲ့စူကန်ရဲ့တပ်ပုံကိုကြည့်နေခဲ့ပါတယ်။ခါတိုင်းလိုပဲနာဆုမီရဲ့ဖိုးကဘေကားတစ်ခုကိုဆွဲချမိသွားတဲ့အတွက်နောက်ကဘာရဲ့ဗကြီးကကျလာပါတယ်။စူကာသာလည်းအဲ့ဗကြီးကားလေးကဆက်ရုပ်ကိုတိတလို့လို့ရှိတဲ့အတွက်နောက်တစ်ခေါက်ပြန်ကြည့်လိုက်ပါတယ်။နောက်ကမှာရှိတဲ့ခါမိုင်းတာတယောက်လည်းလက်ပြလေးတွေနဲ့သူတို့ကိုစောင့်ကြိုနေပါတယ်။ဒါကတော့ခါမိုင်းတာ TK အပိုင်းခွန်ပဲဖြစ်ပါတယ်။